တရားပြီးတယောက်ကိုထလဲတွဲနေကြတာကြောင့်ပရိသတ်တွေအားလုံးစီအားပြောဆိုခေါ်ခံနေရတဲ့နေဆန်ကဲပရိသတ်ကြီးတို့၏ဆိုရှယ်မီဒီယာတစ်ခွင်မှာတကယ်နဲ့အောင်မြင်ပြီးဆယ်လီတယောက်ဖြစ်သွားတဲ့တရုတ်ဆောင်နေဆန်ကတော့ခုချိန်ဆိုရင်အချစ်ရေးနဲ့ပတ်သက်လာရင်ဘယ်ရေးစားဟောက်ရဲ့မျက်နှာကိုမှမထောက်တော့ပဲနိုင်ငံသားတွေရဲ့ထုံးစံတိုင်းထလဲတွဲနေကြတာဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့နေဆန်မြန်မာနိုင်ငံတရားမော်ရီကောင်လေးနဲ့တွဲနေခဲ့ပြီးမကြခင်မှာပဲရေးစားဟောင်းစီကိုပြန်သွားပြီးတော့ဖောက်ပြန်ခဲ့လို့နမေစိုးတွေထွက်ပြီးပြောခဲ့ရတာပဲဖြစ်ပါတယ်ဂျာရီမကာသေးပဲနဲ့ယောက်ျားတယောက်ဖြစ်မွေးဖွားလာခဲ့တဲ့သူ့ဗီဇာတိုင်းရီးစားပြစ်သူကိုစိတ်ဆိုးတဲ့အတွက်သူကိုယ်တိုင်ကားနဲ့ဝင်တိုက်မိတဲ့အထိပြဿနာတွေကြီးသွားတာကိုကြုံခဲ့ရပါသေးတယ်။တကယ်တော့နေဆန်းဟာထိုင်းနိုင်ငံမှာဖျက်ပေါက်ချုပ်လုပ်ပြီးမိန်းကလေးတယောက်လိုစတင်နေထိုင်လိုက်ကြတဲ့ကယောက်ျားတွေကြားထဲမှာအင်မတန်ရေးပဲစားလာခဲ့တာပါ။ဒါကြောင့်မင်းသူလိုမျိုးလိုက်ရက်လုံးနဲ့သူ့ကိုနာမည်ကြီးနုပညာရှင်တွေတတိတွေကဝိုင်းလို့ကျင်းနေကြတာကြောင့်တယောက်ပြီးတယောက်ခေါက်ခေါက်ရွေးချယ်နေကြတာပဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်းနိုင်ငံသားရေးစားလေးပိုင်ဆိုင်ထားတဲ့အတွက်သူရှိတဲ့နိုင်ငံစီကိုအလဲပတ်သွားနေကြကိုလေဆိုရှယ်မီဒီယာမှာကြူပြီးပြောခဲ့တာကြောင့်ပရိသတ်တွေကတော့နေဆိုင်ရဲ့ချေရဲ့ကိုတော်လီအားကျနေကြတာပဲဖြစ်ပါတယ်ရှင်။